ကိုတော့ကျွန်တော်ချောင်းဆောင်အသေးရဲ့ခိုးလုံးရကဲတင်ချင်ပေးသူပါကိုတော့ကျွန်တော်ချောင်းဆောင်ဘဝရဲ့ရင်ရဲ့ပါကျွန်တော်ဘဝတီဆောင်ရကျွန်တော်ရဲ့ခိုင်ခံရလေပြေတွေတိုင်းရင်လေမချောင်းတော့ပါမောင်တိုင်းတွေတိုင်းရင်လေမမူတော့ပါကဲခဲရရှိရင်လေမစိုးရင်တော့ပါကိုရောရှင်ကျွန်တော်အားမြေတားနဲ့ဖွေးပတ်ထားတယ်ကိုရောကျွန်တော်ချောင်းဆောင်ကျွန်တော်ချောင်းဆောင်အသေးရဲ့ခိုးလုံးရကဲတင်ချင်ပေးသူပါကိုတော့ကျွန်တော်ချောင်းဆောင်ဘဝရဲ့ရင်မြေပါကျွန်တော်ဘဝတီဆောင်ရကျွန်တော်ရဲ့ခိုင်ခံရလေပြေတွေတိုင်းရင်လေမချောင်းတော့ပါမုန်တိုင်းတွေတိုင်းရင်လေမမူတော့ပါအကဲခဲရရှိရင်လေမစိုးရင်တော့ပါကိုရောရှင်ကျွန်တော်အားမြေတားနဲ့ဖွေးပတ်ထားတယ်ကိုရောကျွန်တော်ချောင်းဆောင်ရှာပရုံကဲတော့ကျွန်တော်အားအချင်းနဲ့လဲလေလုံခြုံစွာရဲ့ငြိမ်သက်ခြင်းရှိတယ်ကိုအားနဲ့ဖြေကပေးလို့ကြောင်းဆောင်ရရှုကြောင်းကြောင်းဆောင်ကြကရှာပရုံကဲတော့